မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့အီရန်နိုင်ငံအပေါ်ရုတ်တရက်တိုက်ခိုက်မှုများပြုလုပ်တာနဲ့ပတ်သက်ပြီးသမ္မတဒေါ်နယ်ထရန့်ကဥပမာပေးပြောကြားရာတွင်ဂျပန်နိုင်ငံကပလဲစိတ်ကမ်းအားတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီးဥပမာပေးပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုလိုပြောကြားတာဟာဂျပန်နိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်အတွင်းပြောကြားလိုက်တဲ့အတွက်သူ၏မချက်ပြုမှုနဲ့ပတ်သက်ပြီးအငြင်းပွားပွဲများဖြစ်ပေါ်လျက်ရှိနေပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနက်စ်အားအစ္စရေးနိုင်ငံအပေါ်သူ၏အစိုးရရဲ့တည်ဆဲနဲ့ပတ်သက်ပြီးအစ္စူတောင်းဝေပြုနေစဉ်ဆန္ဒပြသူများကဝေဖန်နောက်ဆက်ခဲ့ကြတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ဆန္ဒပြသူများဟာနိုင်ငံအတွင်းမှာထွက်သွားရတဲ့လူမျိုးတုံးတပ်ဖြတ်မှုအားထောက်ပံ့သူလို့အော်ဟစ်ပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်ကတော့နော်ဝေနိုင်ငံ၏အင်ရှေ့ဆန်မင်းသမီးဟာ Jeffrey Epstein နဲ့အဆက်ဆံရှိခဲ့မှုအပေါ်နောက်လာရကြောင်းပြောကြားခဲ့ပြီးသူဟာ Epstein ၏လိမ့်လည်ပြမှုနဲ့ကြိုးကင်ချေလဲခြင်းခံခဲ့ရတယ်လို့ပြောကြားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သူမှာရခင်ကဝန်ခံခဲ့သည့်ထက်ပို၍ Epstein နဲ့အဆက်ဆံရှိခဲ့ကြောင်းအသစ်ထပ်မံထုတ်ဝေလိုက်သောစာရွက်စာတမ်းများမှသိရှိခဲ့ပြီးတဲ့နောက်မှာတော့ယခုလိုမှတ်ချက်ပြုခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Gulf ပင်လယ်ကွေ့နိုင်ငံများအားအီရန်နိုင်ငံ၏တိုက်ခိုက်မှုအပေါ်ပြစ်တင်ရှုတ်ချသောပူးပေါင်းထုတ်ပြန်ချက်တစ်ခုဥရောပနိုင်ငံများနှင့်ဂျပန်နိုင်ငံတို့ကထုတ်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ထိုထုတ်ပြန်ချက်ထဲတွင်ဟော်မုစီလက်ကြားအားပြန်ဖွင့်ပေးရန်အတွက်ပြောကြားခဲ့ပြီးတင်မောဖြတ်တန်းသွားလာခွင့်အားလုံခြုံမှုရှိစေဖို့ကာကွယ်ရန်အသင့်ဖြစ်နေကြောင်းလည်းပြောကြားခဲ့ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပြင်းထန်သောတရားဥပဒေချိုးဖောက်ခြင်းတန်တရားရှိတဲ့အတွက်ထုံချင်းမျိုးတော်ဝင်အားစစ်ဆေးမှုများပြုလုပ်နေကြောင်းတရုတ်နိုင်ငံ၏အာဂရိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့မှထုတ်ပြန်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်တရုတ်နိုင်ငံဟာဆိုရင်တော့ဖြင့်ကွန်မြူနစ်ပါတီအတွင်းအကျဉ်းပြတ်ချစားမှုများကိုနှိမ်နင်းဖြေရှင်းရန်အတွက်ကြိုးပမ်းလှုပ်ဆောင်လျက်ရှိနေပါတယ်ရှင်